ဘာကြောင့်လဲဆိုတော့ဒီအေးအကျမ်းဖတ်တွေကဘလောက်ထိသူတို့ပေါ်နှိပ်စက်ထားပြီးပြီလဲဆိုတာကျွန်တော်ကမေတ္တာရှိထားပြီးကျွန်တော်ပြောတာနော်အခုကျွန်တော်ရခိုင်ရေးပြောခြင်းတယ်ဗျနော်အေးရဲ့ဓမ္မခံနိုင်ပဲနဲ့ဆန္ဒပြလာတဲ့မွတ်စလင်တွေအေးရဲ့လှုပ်ဆောင်ချက်တွေကဘလောက်ထိစိုးစွမ်းတောင်းကျမ်းနေပြီလဲဒါကဘာတိအောင်ကျွန်တော်တို့ချပြအောင်ဟုတ်လားကဘာကူလာတမကတိအောင်ကျွန်တော်တို့ချပြအောင်ဟုတ်လားအေးရဲ့လှုပ်ဆောင်ချက်ဘလောက်ထိရက်ဆက်ယုံမှနေတယ်လေဟုတ်လားသူတို့ရခိုင်ချင်းမှလည်းဟုတ်လားအများကြီးပဲရခိုင်မျိုးသားတွေအများကြီးပဲတက်ပြုံးနေတာတွေရှိတယ်အေးရဲ့ရက်ဆက်ယုံမှမှုအေးထုံးနေလောက်အောင်ပဲရခိုင်ပြည်နယ်မှာနေကြတဲ့ဟုတ်လားဘာသာကြားအစ္စလာမ်ဘာသာဝင်တွေမွတ်စလင်တွေတက်ပြောလာပြီဆိုတော့အေးတွက်ကအယောမှဒီကောင်တွေကမြေပြင်မှာစီးတဲ့လူတွေဒီလိုမျိုးတော့မခံနိုင်တော့ဘူးဟေးဆိုရင်အေးရဲ့ရက်စက်မှုယုံမှမှုဘယ်တိုင်းတာတွေရောက်နေပြီလဲဒါကိုကျွန်တော်တို့ကကဘာတိအောင်ပြောရမယ်နော်ဒီလိုပြောလို့ကျွန်တော်အဲ့လိုမျိုးပေါ့နော်အခုဒါမွတ်စလင်တွေဘက်ကနေတော့ကျွန်တော်လိုက်ပြောလို့ဟုတ်လားဟာမင်းကအမျိုးသားရေးသမားတယောက်မဟုတ်ဘူးလားဟုတ်လားဆိုရင်မှားသွားမယ်နော်အဲ့လိုမျိုးကျွန်တော်ခေါင်းစဉ်တက်ပြီးပြောမယ်ဆိုမှားသွားမယ်ကျွန်တော်တို့အမျိုးသားရေးသမားမှန်တယ်နော်လူသားချင်းစာနာတတ်တဲ့စိတ်ကျွန်တော်တို့မှရှိတယ်ဘဒုအပေါ်မှာဘယ်တော်အပေါ်မှာအလ္လာဟ်အဆုံးထင်မခံနိုင်ဘူးကျွန်တော်တို့ကအခုဟုတ်ပြီအဲ့ဒီမှာရှိတဲ့အဲ့ဒီရခိုင်ပြည်နယ်မှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေမွတ်စလင်တွေကနော်မြန်မာနိုင်ငံမှတ်ပုံတင်ကင်ဆောင်တဲ့လူရှိသလိုမကင်ဆောင်ထားတဲ့လူတွေလည်းရှိတယ်ကျွန်တော်တို့နားလဲတယ်အခုပြည်တွင်းထဲမှာရှိတယ်ကျွန်တော်တို့နော်ဘာသာကြီး၄ဘာသာရှိတယ်နော်ဗုဒ္ဓဘာသာရှိတယ်အစ္စလာမ်ရှိတယ်ဟိန္ဒူရှိတယ်ခရစ်ယာန်ရှိတယ်လက်ရှိတည်ဆဲဥပဒေတိုင်းဟုတ်လားဒီဥပဒေဘောင်အောက်ထဲမှာအဲ့ဒီမူတိုင်းသွားမယ်ဆိုရင်ကျွန်တော်တို့ကwelcome to welcome ပဲကျွန်တော်တို့မှာအမျိုးသားရေးသမားဆိုပြီးတော့ကိုလူမျိုးပဲ sporting ပေးမယ်လို့မရှိဘူးကိုလူမျိုးပဲတင်မြောက်ပဲပါသားမယ်ဆိုတာကျွန်တော်ရင်ထဲမှာမရှိဘူးဟုတ်လားဒီလူမျိုးစုတွေကကျွန်တော်တို့မမွေးခင်ငယ်တဲ့ကျွန်တော်တို့တိုင်းပြည်မှာရှိနေတယ်နော်အခြားဘာသာဝင်တွေလည်းကျွန်တော်တို့မမွေးခင်ငယ်တဲ့ရှိနေတာရှိရင်သွဲတွေရှိနေဆိုတော့ဒန်းလူညီများအခွင့်အရေးသူ့အခွင့်အရေးနဲ့သူရှိနေရမယ်သူ့အခွင့်အရေးနဲ့သူရှိနေရမှာနော်အဲ့ဒီကြောင့်မို့လို့ကျွန်တော်ကဒီနေရာကနေကျွန်တော်ဘလို့ပဲအမျိုးသားရေးသမားခံယူပါပါစေလူခွင့်ရေးဆိုတာလူတိုင်းမှာရှိတယ်နော်အခုအဲ့ဒီမှာဆန္ဒပြတဲ့ဟုတ်လားမွတ်စလင်တွေညီကိုမောင်နှမတွေနော်မွတ်စလင်ညီကိုမောင်နှမတွေအဲ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေတချို့ကလည်းမြန်မာနိုင်ငံမဟုတ်နေရှိတယ်တချို့ကမရှိဘူးဒို့ပေမဲ့ဒါနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်ကမြန်မာနိုင်ငံသားတယောက်အနေနဲ့လူသားချင်းစာနာတဲ့အနေနဲ့ဒါကိုကျွန်တော်တို့ကလက်လူစုလို့မရဘူး။ဘာကြောင့်လဲဆိုတော့ဒီအေးအကျမ်းဖတ်တွေကဘလောက်ထိသူတို့ပေါ်နှိပ်စက်ထားပြီးပြီလဲဆိုတာသူတို့မခံနိုင်လို့အခုလိုဖြစ်လာတာ။ထို့နည်းလည်းကောင်းပဲအချို့ရခိုင်တိုင်းရင်းသားညီကိုမောင်နှမတွေလည်းမခံနိုင်လို့ထပြောတာတွေအများကြီးပဲ။ဆိုတော့ဒါကိုကျွန်တော်တို့ကဝင်းရံရမယ်နိုင်ငံတော်အစိုးရတရားအနေနဲ့ဝင်းရံပေးရမယ်လုပ်ပေးသင့်တာလုပ်ပေးရမယ်။ဒါကျွန်တော်မြောက်ပေးတာမဟုတ်ဘူး။ဒါဖြစ်တိုက်တဲ့အကြောင်းတရားကိုကျွန်တော်ကထောက်ပြမွတ်စလင်တွေနဲ့ဒီအေးနဲ့ပြဿနာကမြန်မာနိုင်ငံအတွက်အရန်ကိုကြီးလေးတယ်ဒါကိုကျွန်တော်မျိုးတွေပထမဆုံးတစ်ချက်အနေနဲ့နားလဲတာကိုလို့ပဲအရန်အရေးကြီးတယ်ကဘာကြီးကနော်ကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒီအရေးကိုအမြဲတမ်းစောင့်ကြည့်နေတာခေတ်ဆက်ကျွန်တော်မျိုးတွေဒါကိုသိပါပါအရန်မှာအရေးကြီးတဲ့ main point ပဲကျွန်တော်မြန်မာနိုင်ငံအရေးရနော်အရန်ရေးကြီးတယ်ဆိုတော့ဒါကိုကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့ဟာလားဒီအရေးကိုဒါကျွန်တော်အနေနဲ့ကျွန်တော်ရဲ့တူတတိပုတ်ကလအနေနဲ့ကျွန်တော်ရဲ့ခံစားချက်တိုင်းပြောမယ်ဆိုလက်ရှိဒီအစ္စလာမ်ဘာသာဝင်တွေမွတ်စလင်တွေအတွက်ကိုနိုင်ငံတော်အစိုးရကဝင်းရံဘေးသင်းတယ်ဟာလားသူတို့အတွက်လုံခြုံမှုရှိဖို့ကာကွယ်စောင့်ရှောက်သင့်တယ်ဒါကျွန်တော်ရဲ့အမြင်ဘာကြောင့်လဲဆိုတော့သူကသူနိုင်ငံသားဖြစ်စေနိုင်ငံသားမဟုတ်သည်ဖြစ်စေလူသားဆိုတဲ့စာနာထောက်ထားတဲ့စိတ်နဲ့ကျွန်တော်ပြောတာဘာကြောင့်လဲဆိုတော့ဒီအေးတွေကအကြမ်းဖက်နေဗျာကဘာရဲ့ချင်ပတ်တွေလို့ဖြစ်နေပြီကဘာရဲ့ချင်ပတ်ဒီမြန်မာနိုင်ငံရဲ့ချင်ပတ်အခုအဲ့ဒီမှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေက
ရခိုင်ဘာသာဝင်တွေရောဟိုရခိုင်လူမျိုးတွေရော sorry ရခိုင်လူမျိုးတွေရောအစ္စလာမ်ဘာသာဝင်တွေရောဟုတ်လားဟိုအဲ့ဒီမှာစီးသေးတယ်နောက်ထပ်ဒီဟိန္ဒူဘာသာဝင်တွေရောသူတို့အတွက်ကိုကျွန်တော်တို့ကဝင်းရမယ်ကာကွယ်ရမယ်စောက်ရမယ်လူသားတယောက်အနေနဲ့ကျွန်တော်တို့ဗျာကျွန်တော်ဆိုရင်တကယ်ပြောတာတရဝါတွေတော့ကျွန်တော်တို့ကပတ်ချင်တဲ့စိတ်မရှိဘူးဆိုတော့ဟိုဓာတွေကလူသားတွေဗျာနော်လူသားဖြစ်တဲ့အတွက်ဟုတ်လားသူကနိုင်ငံသားဖြစ်စေနိုင်ငံသားမဟုတ်ဘူးဖြစ်စေကာကွယ်ရမယ်စောက်ရမယ်ဝင်းရမယ်ဒါပထမတစ်ချက်ဘာကြောင့်လဲတီကဟုတ်လားအကြမ်းဖက်နေတယ်ဗျာအကြမ်းဖက်လို့သူတို့မခံနိုင်လို့အခုလို့ဖော်လာတာသူတို့မခံနိုင်ခြင်းလို့အခုလို့ရင်ထဲမှာပေါက်ကွဲလာတာဒါကိုဝင်းရမယ်